အခုဗီဒီယိုကြည့်နေသူက2026မှာလား2029မှာလားဒါမှမဟုတ်2030မှာလားဘာပဲဖြစ်ဖြစ်ခင်ဗျားအခုဒီဗီဒီယိုကြည့်နေဆိုလို့ရှိရင်ခဏလေးဘာပဲလုပ်ပါရက်နေလိုက်ခဏလေးပဲရက်နေလိုက်ကျွန်တော်ခင်ဗျားကိုမေးခွန်းတစ်ခုပဲမေးမယ်ဒီနေ့ကုန်ဖို့အတွက်ဘယ်နှလကြံသေးလဲအခုပဲပြက်ကလေးကိုကြည့်ပြီးတော့ချက်ချင်းတွက်ကြည့်လိုက်ကွာလူများစုကနှစ်တစ်ကိုမျှော်လင့်ကြတယ်ဒါပေမဲ့စိတ်ပညာအရာပြောရရင်ကွာခမ ्या ကနှစ်တစ်ကိုမျှော်လင့်နေရမဟုတ်ဘူးတကယ်တော့လူများစုကကွာမလုပ်ခဲ့တဲ့ပြက်ကွက်မှုတွေကိုဖုံးကွယ်ဖို့အတွက်ခွင်လန်းတစ်ကိုရှားနေရတဲ့ဒါပေမဲ့တခုတော့မှတ်ထားကွာနှစ်တရတော့ပြောင်းလဲသွားလိမ့်မယ်ချိန်နေရလဲကုန်သွားလိမ့်မယ်ဒါပေမဲ့ခမ ्या ဘာမှမလုပ်လိုက်ဘူးဆိုလို့ရှိရင်နှစ်တစ်ကခမ ्या အတွက်အိမ်မက်ဆိုးတစ်ခုပဲဒါကြောင့်ဇိုင်ကားနဲ့အဖက်လို့ခေါ်ရကွာ According to psychology, your brain remembers unfinished tasks better than completed ones. This is called the Zeigarnik effect. It's why cliffhangers keep you hooked, and why that incomplete project won't leave your mind. ကိုလုံးလိုက်လို့မပြီးပြတ်သေးတဲ့အရာတွေကကွာကိုယ့်ရဲ့ဦးနှောက်မှာအမြဲရှိရဲအဲ့အရာတွေကကိုယ်အိမ်မဆိုးတစ်ခုလိုပဲကွာအမြဲနှိမ့်ဆက်နေလိမ့်မယ်တကယ်လို့ကိုကမလုပ်ရင်ပေါ့လူများစုဘာဖြစ်လို့နောက်ကျနေကြရလဲအဖေအောင်ရှင်းတယ်ကွာဘာဖြစ်လဲဆိုတော့လူများစုကအချိန်ကိုအလကားရနေရလို့ပဲထင်နေကြလို့ Problem is you think you have time. ကျွန်တော်အခုဒီဗီဒီယိုရိုက်နေတာကဇူလိုင်လ4ရက်နေ့ပေါ့လာကုန်ဖို့ဆိုလို့ရှိရင်တော့9လလောက်ပဲကြာတယ်ဒါပေမဲ့ကိုကြည့်နေတဲ့သူက3လလေးကြာတာဖြစ်နေနိုင်တယ်လို့နောက်တော့9လလေးကြာနေတာဖြစ်နိုင်တယ်ချိန်ဘယ်လောက်ပဲကြာကြာကွာကိစ္စမရှိဘူးကွာအဲ့ဒီအချိန်ကကွာဘယ်လိုပြောမလဲလူတယောက်ရဲ့ကျွမ်းကျင်မှုတစ်ခုကို basic ကနေပြီးတော့ master level ရောက်တဲ့အထိလောက်ဖို့လုံလောက်တဲ့အချိန်တစ်ခုလို့ပဲကျွန်တော်ထင်တယ်ကျွန်တော်တော့ဘယ်လိုတစ်ပတ်ပဲလိုတယ်နှစ်ကုန်ပုံ9ရက်ပဲလိုတယ်လို့တော့ကတိကဖတ်တော့လာမပြောနဲ့ဘာပဲလုပ်ကွာကိစ္စမရှိဘူးကိုကအင်္ဂလိပ်စာလေးလာတူလားအင်္ဂလိပ်စာလေးလာတူဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ communication skill ကအဲ့ဒီကြံတဲ့ line အတွင်းမှာမြင့်တင်လို့ရတယ်ဒါမှမဟုတ် content creator လား business သမားလားအဝါကျုံးလို့ရတယ်ကွာကိုယ့်ရဲ့ brand တစ်ခုကအခြေခံအောင်အဲ့ဒီအချိန်မှာလုပ်လို့ရတယ်။တော့ခုတည်းကခလေးတချို့ဆို creator ပြစ်စားနေကြလူတွေရှိရယ် business လုပ်နေကြလူတွေရှိရယ်ဒါပေမဲ့မေးချင်တာတစ်ခုရှိရယ်အခုဒီဗီဒီယိုကြည့်နေခမားကတော့အဲ့လိုပွဲကြည့်စဉ်ပေါ်ကနေပြီးတော့သမားအောင်မင်းသားကိုလက်ခုပ်တီးပြီးတော့ထိုင်ကြည့်နေဦးမှာလားအဲ့တော့လုံးဝမယ့်အရာတစ်ခုခုကိုရှာပါတစ်ခုလုံးမယ်လို့ဘယ်တော့မှမပြောနဲ့ဒီနေ့ကုန်လို့ရှိရင်ငါဒါကိုအပြီးသတ်မယ်လို့လေချာကိုယ့်ဘက်ကနေပြီးတော့သတ်မှတ်ပြီးတော့လုပ်ကြည့်လိုက်ဘာမှမလုပ်လို့ရှိရင်တော့ဘာမှမရဘူးဒါကခါတည်းရဲ့အမှန်တရားတစ်ခုပဲကွာပြီးတော့လည်းပြောကြရှိရဲ2029လား2028လား2030လားခင်ဗျာဘာမှမလုပ်ဘူးဆိုလို့ရှိရင်ခင်ဗျာအခုဒီဗီဒီယိုဘယ်နှစ်မှာပဲပြန်ကြည့်ခင်ဗျာလုံးဝကြည့်ရဲမှာလည်းမဟုတ်ဘူးနောက်လာရနေဦးမှာပဲဘာဖြစ်လဲဆိုတော့ခင်ဗျာဘာမှမလုပ်ထားလို့ပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူတိုင်းကိုလည်းကျွန်တော်တခုလုပ်ခိုင်းမယ်ဒါကကျွန်တော်တို့မဟုတ်ဘူးကွာခင်ဗျာရဲ့ဘဝအတွက်ပဲအဲ့ဒါကွာခမ ्या နှစ်ကုန်မှုအတွက်ဘယ်နှလကြံသေးလဲပြီးတော့အဲ့ဒီလအတွင်းမှာလဲခမ ्या ဘာလုပ်မလဲဘာကိုပြီးတတ်မလဲဆိုတော့ဒီ comment မှာခြားလိုက်ဒါခမ ्या ကိုစာရေးခိုင်းဖို့တတ်ပဲမဟုတ်ဘူးဒီဟာကွာခမ ्या ကကိုပေးလိုက်တဲ့ public commitment တစ်ခုပဲကွာလူတွေမြင်လိုက်တဲ့နေရာမှာကိုကရေးလိုက်တာကကိုဒီလုပ်ကိုလုပ်အောင်ကွာကိုအတွက်ဖုတ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်နေ့တစ်ကိုပဲပြောင်းမလားဒါမှမဟုတ်ခမ ्या ကိုယ်တိုင်ပဲပြောင်းလဲမလားဆိုတာကရွေးချယ်မှုကအခုကြည့်နေတဲ့သူရဲ့လက်ထဲမှာပဲကွာခုဗီဒီယိုကြည့်ပြီးတော့တခုရမယ်လို့လည်းကျွန်တော်မျှော်လင့်နေအဲ့လိုသတိပေးလိုက်တဲ့ဗီဒီယိုမျိုးဖြစ်စေချင်တာကျွန်တော်ပြောတာနားလည်မယ်လို့လည်းထင်တယ်အားလုံးပဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်ရဲ့ channel မှာလူငယ်နဲ့အဓိကသက်ဆိုင်တဲ့ mindset အကြောင်းတွေပြောမယ်ပြီးတော့ငွေကြေး financial literacy အကြောင်းတွေကိုပြောပြမယ်ဟာတယ်မဟုတ်သေးဘူးကျွန်တော် podcast တွေလည်းရိုက်ဖို့စီစဉ်ထားပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေဆိုတော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးတော့ပါလို့ပဲပြောချင်ပါတယ်ကျွန်တော်ရဲ့ဒီ community telegram GP link ကိုလည်း description မှာချပေးထားတယ်ကွာ like ရောက်ပြီး join ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးပဲ like and subscribe လုပ်ပေးဖို့အတွက်ပြောချင်ပါတယ်ဒါလို့မလုပ်ရသေးဘူးဆိုရင်လည်းခုစစ်ပြီးတော့လုပ်ပေးပါဒါပါပဲ bye bye